สวัสดีทุกคนนะครับအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ထင်ရှားအောင်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်မွေးရည်နဲ့ပတ်သက်တဲ့ထိုင်းဝေါ်ဟာရညောက်ကိုကျွန်တော်ညှောက်ပေးတာမှာဖြစ်ပါတယ်အရင်ဆုံးပထမဆုံးတစ်လုံးအနေနဲ့မိုးရည်ကိုကျွန်တော်တို့က root form root phone root phone မိုးရည်ကို root phone လို့ခေါ်ပါတယ်နောက်တစ်တစ်လုံးအနေနဲ့ကျွန်တော်ကမိုးရည်ကိုကြတော့phone ตด phone ตด phone ကကြတော့မိုးပေါ့နော်ตดကကြတော့တလုံးနဲ့ဆိုပြုတ်ကြတာပေါ့နော် phone ตด phone ตดမိုးရတော့မယ်จะ phone ตดนะจะ phone ตดဆိုတော့နောက်တလုံးထပ်သွားမယ်မိုးအုံနေမိုးအုံနာကိုကြတော့ကျွန်တော်တို့ထိုင်းလို့ฟ้ามืดฟ้ามืดฟ้าကောင်းကင်มืดကကြတော့တိမ်ထူတယ်တိမ်များတယ်ပေါ့နော်ฟ้ามืดမိုးအုပ်တာပေါ့နော်วันนี้ฟ้ามืดมากနောက်တစ်ခုကကြတော့ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်မိုးကြိုးပြစ်တီနော်မိုးကြိုးပြစ်တီပေါ့နော်မိုးကြိုးပြစ်တာကိုကြတော့ฟ้าผาฟ้าผาฟ้าผาနော်မိုးကြိုးပြစ်တီကိုฟ้าผาနောက်တစ်ခုကကြတော့ကျွန်တော်တို့လျှက်စီးလက်တာကိုပြောတာပေါ့နော်လျှက်စီးလက်တယ်အမျိုးအလင်းရောက်နေရှက်ခနန်းဖြစ်တဲ့ဟာကိုကြတော့ကျွန်တော်တို့က ฟ้าlip ผมกลัวที่ฟ้าลึบကျွန်တော်ကမိုးလက်စီလက်တာကိုကြောက်တယ်เนาะကျွန်တော်ကလက်စီလက်တာကိုကြောက်တယ်ဆိုလို့ရှိရင်ผมกลัวฟ้าลึบလို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့မိုးကြီးသည်မိုးကြီးတာကိုကြတော့ฝนตกหนักโฟมตกหนักวันนี้โฟมตกหนักมากไปทำงานยังไงไม่รู้แล้วทีนี้မိုးရတာမိုးအရင်ကြီးတယ်အလုပ်ဘလို့သွားမှမသိတော့ဘူးအဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကကြတော့မိုးပါတယ်မိုးပါတာကိုကြတော့ฝนตกเบาๆฝนตกเบาကျွန်တော်တို့ phone တော့ပါဆိုလို့ရှိရင်မိုးပါတာမိုးဖြည်းရွာတယ်လို့ပြောတာပေါ့နော်အေးပေါ့မိုးပါတာပေါ့နော်မိုးပါတာဆိုရင် phone တော့ပါวันนี้ phone တော့เบามากเบาก็จะเราตะလုံးနဲ့ပြောလိုက်ရတယ်နှလုံးပြောလိုက်ရတာပေါ့နော် phone တော့เบามากမိုးအရန်ပါတဲ့อาจจะเป็นเราก็ไปได้ငါတို့သွားလို့ရနိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေပေါ့နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်မိုးမရွာဘူးဆိုလို့ရှိရင်ฝนไม่ตกမိုးမရွာဘူးวันนี้ฝนก็เลยไม่ตกร้อนก็ร้อนอยู่ยังไงก็ไม่รู้แล้วทีนี้မိုးကလည်းမရွာဘူးရမ်းလည်းပူတယ်ဘလို့နေရမှန်းလည်းမသိတော့ဘူးစသဖြင့်အဲ့လိုမျိုးပြောတဲ့ခါကြလို့ရှိရင်တော့တုံးတာပေါ့နော်ฝนไม่ตกမိုးမရွာဘူးနောက်တစ်ခုကကြတော့မိုးမရက်ဘူးเนาะမိုးကရွာပြီးတော့ရွာတာမရက်ဘူးပေါ့เนาะမျိုးဆိုရင်ฝนตกไม่หยุดအဲ့လိုမျိုးပြောလို့ရတယ်မိုးရွာတာမရက်ဘူးဒါမှမဟုတ်လို့ရှိရင်လေฝนไม่ตกမိုးမရက်ဘူးပေါ့เนาะฝนไม่หยุดမိုးကမရက်ဘူးฝนไม่หยุดမိုးမရက်ဘူးနောက်တစ်ခုကကြတော့မိုးဆိုတယ်မိုးအပြင်ကနေလာတော့မိုးကဆိုသွားတယ်ပေါ့နော်မိုးဆိုတာကြတော့เปียกฝนမိုးอยู่တယ်မိုးဆိုတယ်เปียกฝนမိုးဆိုတယ်เนาะဆိုတော့အခုမိုးရဲ့နဲ့ပတ်သက်တဲ့ဝဟာရတာတည်တဲ့ဝဟာရကတော့ဒါလောက်ဆိုလို့ရှိရင်တော်တော်လေးတော့စုံတယ်ပေါ့နော်များသောအားဖြင့်လည်းအရင်ကြီးလည်းတေးဆက်တော့လည်းဘယ်သူမှတော့လည်းမပြောကြပါဘူးเนาะဆိုတော့ဒီလောက်ဝဟာရနဲ့ပဲကျွန်တော်ကတော့ဗီဒီယိုကိုအဆုံးသတ်လိုက်ပါတယ်ဆိုတော့အားလုံးပဲบายบายပါขอบคุณที่ดูวิดีโอผมนะครับ